မင်္ဂလာပါခင်ဗျာအမှန်တရားရဲ့အတန် Voice of Truth ကနေကြိုဆိုပါနဲ့လွန်ခဲ့တဲ့နှစ်အနေငယ်ကိုပြန်ကြည့်လိုက်ရင်ယူကရိန်းသမ္မတဇလန်စကီဟာဒေါ်နယ်ထရန့်ရဲ့အကြည့်ရောက်မှာအခုညတောင်းခံနေရတဲ့သူတယောက်ဖြစ်ခဲ့ပူပါနဲ့အဲ့ဒီတော့ကထရန့်ကယူကရိန်းကိုအလူခံနိုင်ငံတစ်ခုလိုတောင်တွေ့ဝိုင်းပြီးပုံဖော်ခဲ့တာပါဒါပေမဲ့အခု2026ခုနှစ်မှာတော့ဇလန်ကတမျိုးကြီးပြောင်းသွားပါပြီအီရန်လုတ် drone ရဲ့အန်ဒီရယ်ကကမ္ဘာကိုချိန်ချုပ်လာတဲ့အခါကမ္ဘာအင်အားကြီးအမေရိကန်ကယူကရိန်းကိုစိန်အားကြီးလို့ခေါ်ပြီးအကူအညီပြန်တောင်းနေရပါတယ်ဒါကိုကြည့်ရင်လေမစ္စတာထရန်ဂျီပြောလိမ့်ရှိတဲ့စကားတစ်ခုကိုတော့တွားသတိရမိပါတယ်သူကတော့ဒါကို the greatest plot twist in history လို့တောင်ခေါ်မလားပါပဲဗျာအရင်ကဆိုရင် Trump ကငါတို့ရှိကအကူအညီတွေယူနေတာ huge ပဲဆိုပြီးအမြဲငြင်းခဲ့တာလေဒါပေမဲ့အခုတော့ American က Ukraine ရှိကနေပြန်ရနေတဲ့နည်းပညာတွေကလည်း very very huge ပြန်ဖြစ်နေပြန်ရောTrump က Ukraine ရှိကဒီအချက်လက်တွေရလာရင်ဒါဟာဘာဘမှာအကောင်းဆုံး deal တစ်ခုပဲလို့တော့အတန်ကြီးနဲ့ကြွားဦးမလားမသိဘူးနော်ကဲဟာတာလေးခဏထားပြီးလက်တွေကိုပြန်ကြည့်အောင်ယူကရိန်းဟာရုရှားရဲ့ကျူးကျော်မှုကိုခံရင်းနဲ့တစ်ဖက်မှာလည်းအီရန်လို့ရှာဟတ် drone တွေကိုနေ့တိုင်းပစ်ချနေရပါတယ်ဒီ drone တွေရဲ့နီးပညာသူတို့ရဲ့အားနည်းချက်နဲ့သူတို့ကိုဘယ်လိုဂျမ်းမီလွတ်အောင်လဲဆိုတာကိုယူကရိန်းထက်သိတဲ့သူကဘာမှမရှိတော့ပါဘူးဒါကြောင့်အခုအချိန်မှာဇလန်စကီကအကူအညီတောင်းကန်တတ်မဟုတ်တော့ပါဘူးသူဟာကမ္ဘာအဆင့်မြင့်ဆုံးနည်းပညာရှင် Tech Master ဖြစ်လာပါပြီ။ဒါဟာနိုင်ငံတကာဆက်ဆံရေးမှာထာဝရမိတ်ဆွေထာဝရရန်သူမရှိဘူးဆိုတာကိုပြနေသလိုကို့မှာတကယ်တက်မြောက်ထားတဲ့နည်းပညာနဲ့အရေးချင်းရှိရင်ဒီနေ့မှာအင်အားကြီးနိုင်ငံတွေကတော့ပြန်အားကိုးရတယ်ဆိုတာကိုတက်တည်ပြနေတာပါ။တကယ်တော့ဒါဟာကျွန်တော်တို့လူတော်ကအတွက်လေသင်ခန်းစာကြီးတစ်ခုပါပဲ။တခါလေမှာကိုကကူညီပေးနေရလို့ကိုယ့်အခြေအနေနှိမ်ပါနေလို့ဆိုပြီးတစ်ဖက်လူကိုအထင်းသေးမိတာမျိုးရှိတတ်ပါတယ်။ဒါပေမဲ့လောကကြီးကအလက်အပြောင်းတွေနေပါကိုကိုအောက်ကျကန်ပြီးအကူအညီတောင်းနေရသူကဒီနေ့မှာကိုမသိတဲ့ပညာရက်တွေနဲ့ကိုကိုပြန်ပြီးလမ်းပြနိုင်တဲ့ဆရာကြီးဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဘေသူကိုမှအထင်မသေးပါနဲ့။တင်ရောယူကရိန်းရဲ့ဒီအလက်အပြောင်းပေါ်ဘလို့မြင်လဲ။ပြီးတော့လူတစ်ယောက်ရဲ့အရေးချင်းကအခြေအနေတွေကိုပြောင်းလဲပြစ်နိုင်တယ်ဆိုတာကိုရောယုံကြည်သလား။ comment မှာဆွေးနွေးသွားကြပါဦး။အားလုံးပဲကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ။ This is the voice of truth. Facts. Knowledge.